မင်္ဂလာပါရှင်2025ခုနှစ်တွင်သာသနာတော်ဆိုင်ရာလူပုဂ္ဂိုလ်များဘွဲ့တစိတ်တော်ချင်းမြင့်တဲ့အခမ်းအနားမှာသာသနာတော်အတွက်ဆွမ်းဆွမ်းတမန်ကြိုးစားခြင်းနှင့်အမျိုးဘာသာသာသနာအတွက်ဆွမ်းဆွမ်းတမန်ကြိုးစားခြင်းတို့ကြောင့်နိုင်ငံတော်ကချင်းမြင့်သည့်သုဓမ္မမဏိဇောဒဒရဘွဲ့ချင်းမြင့်ခြင်းခံရခြင်းနှင့်International University USA ကချင်းမြင့်သည် Assistant Professor ဘွဲ့ရရှိခဲ့သည့်တိန်တန်စက်မှုလက်မှုခွန်သုံးလုံးခြေသူလက်ထုလုပ်ငန်းတန်းကြွယ်ကဘာကုမ္ပဏီ Limited ပိုင်ရှင်ဒေါက်တာတန်းထွန်းဦးနှင့်တွေ့ဆုံမေးမြန်းဆရာကတော့တန်းကြပ်ကဘာကုမ္ပဏီ Limited ထိန်းသိမ်းစမှုလုပ်မှုသုံးလုံးစီစစ်တဲ့လုပ်ငန်းရဲ့အုပ်ချုပ်မှုတာဝန်ပြည်တာဝန်ဆောင်ရွက်ပါဆရာက1980ပြည့်စုံနှစ်တည်းကငယ်ရည်တင်တဲ့ကတွေနဲ့ပရိုက်တာလုပ်ငန်းများကိုစမ်းသပ်တမန်လုပ်ပြီးတော့ခြေလူလက်ထုလုပ်ငန်းမြန်မာနိုင်ငံတဝန်းလုံးရှိသံသများကိုအားဖြည့်ကူညီနိုင်ရတဲ့ခြေလူလက်ထုလုပ်ငန်းတွေကိုထူထောင်ခဲ့ပါ1980ပြည့်နှစ်ကအမျိုးသားဒူရီပိုင်းဆိုပြီးထူထောင်ခဲ့လာပါတယ်1980ပြည့်နှစ်မှာပဲတမ်တော်နေအထိမ်းအမှတ်တစ်ခုနဲ့ဆရာတို့ဒီလုပ်ငန်းစတင်ထူထောင်တာ1980ပြည့်နှစ်မှာတမ်တော်တရားလုံးကနေပြီးတော့အားလုံးဒီညွန့်ညွန့်နဲ့လုပ်ကိုင်ဆောင်ရွက်ပေးပြီးတော့ဆရာတို့ဒီလုပ်ငန်းကြီးကိုစောစောတမန်လုပ်ရင်းနဲ့ဒီနေ့ဆိုရင်45နှစ်မြောက်နီလာရတုတို့တိုင်ခဲ့ပါတယ်45နှစ်လုံးလုံးလုပ်ကိုင်ခဲ့သည့်အချိန်မှာဆရာရဲ့အောင်မြင်ကြော်ကြားမှုကိုအမေရိကန်နိုင်ငံမှာInternational University မှာသူတို့ကလည်းဆရာရဲ့ကြော်ကြားမှုကိုသိရှိပြီးတော့ဆရာကိုလည်းပါရဂူဘွဲ့တွေအဲ့ဒါပေးအပ်တာရှိပါတယ်ဒီလိုပဲနိုင်ငံတော်ကနေဆရာကနေပြီးတော့ YMB မှာလည်းဆောင်းတမန်လုပ်တဲ့အတွက်ကြောင့် YMB ကနေပြီးတော့မင်္ဂလာဓမ္မမဟာမင်္ဂလာဓမ္မတွေလည်းအစစ်အသေးရရှိခဲ့ပါတယ်အခုလိုပဲနိုင်ငံတော်အကြီးအကဲတွေကလည်းဆရာရဲ့အုပ်ဆောင်ချက်ပေါ်မှာမူတည်ပြီးတော့အခုလိုမျိုးလာပြီးတော့စောစောတမန်လောက်ကိုင်းတဲ့အတွက်ဒီနှစ်လဲတင်မြင့်ဆောင်2025အမိန့်ကြေညာစာထဲမှာဆရာအနေနဲ့ကတော့ဘာပဲပြောသုဓမ္မမဏိဇောဒဘွဲ့ကိုရရှိခဲ့တာဖြစ်ပါတယ်မြို့ဘာသာသာနာကိုစောင့်ရှောက်နေလောက်ကိုင်းပြီးတဲ့အခါပရိုက်တာလုပ်ငန်းများကိုစောစောတမန်ဆောင်ရွက်နေတာဒီနေ့ချိန်ကြီးဖြစ်ပါတယ်ဆရာအနေနဲ့ဒီခြေသူလက်ထုတွေလှူဒန်းတာကိုသိရပါတယ်ဒီလှူဒန်းမှုအပေါ်မှာဆရာဘယ်လိုများဆောင်ရွက်ပြီးတော့လှူဒန်းပြစ်တာပါလဲရှင်ဆရာက1980ပြည့်နှစ်တပ်မတော်နေ့မှာခြေသူလက်ထုလုပ်ငန်းကြီးစတင်တည်ထောင်ခဲ့ပါတယ်တည်ထောင်ခဲ့တဲ့အချိန်မှာပဲစတင်တည်ထောင်တဲ့အချိန်မှာပဲဆရာကိုလာရောက်ပြီးတော့အားပေးကြတဲ့ပုဂ္ဂိုလ်ကြီးရှိပါတယ်1980ပြည့်နှစ်ကခြေတော်ပြတ်ခဲ့တဲ့ဆရာကသူတို့ရဲ့ခြေသူကိုပြန်ဆက်တဲ့အနေနဲ့1980 90ခုနှစ်ပြတ်တဲ့လူတွေကိုခြေတော်ပြတ်ခဲ့တဲ့လူတွေကိုဆရာကနီလာရတုအထိမ်းအမှတ်မှာဆရာကခြေသူဆက်တဲ့အနေနဲ့သူတို့ခြေသူလက်တို့အခမဲ့တက်ဆင်ပြီးတော့အစစ်မြင့်ခြေသူတွေဆရာတက်ဆင်ပြီးပူတန်းရမန္တလေးစစ်မှုထမ်းဘက်ဗဟိုဌာနချုပ်နဲ့မန္တလေးစစ်မှုထမ်းဘက်ဗဟိုဌာနချုပ်နဲ့ဆရာတင်ပြပြီးတော့NLG ကရဲ့လမ်းညွှန်မှုကိုခံယူပြီးတော့အခုလိုမျိုးခြေသူလက်တို့လုပ်ငန်းထူထောင်ပွဲကိုလုပ်ကိုင်ခဲ့တာဆရာရဲ့ရှေ့လုပ်ငန်းစဉ်များကိုလည်းတစ်ချက်လောက်ပြပြပေးပါရှင်ဆရာရဲ့ရှေ့လုပ်ငန်းစဉ်တွေကတော့အများကြီးထားတယ်ရှေ့လုပ်ငန်းစဉ်မှာဗမာပြည်လုံးမှာရှိတဲ့အတန်ဆွမ်းသူများခြေပြက်ကိုရင်ကဆွတ်လွတ်ထားရတဲ့သူများကိုဆရာတို့ကဘာလို့ရမလဲလို့ဆိုတော့အခမဲ့တက်ဆင်ပေးနိုင်အောင်စေယုံကြီးတွေကိုစောင့်ချင်တဲ့ဆန္ဒဆရာမှရှိပါတယ်စောင့်ဖို့လည်းကြိုးစားနေပါတယ်ငွေကြီးတက်နိုင်တဲ့လူကတက်နိုင်တယ်လို့ပစ္စည်းဝယ်ပြီးတော့မတက်နိုင်တဲ့လူကမတက်နိုင်လို့အခမဲ့ပေးနိုင်အောင်ဆရာလည်းကြိုးပမ်းဆောင်ရွက်နေပါတယ်အဲ့တော့သူတို့အတွက်လောက်ကိုင်းဆောင်ရွက်ရင်အမျိုးဘာသာသာနာလည်းစောင့်ရှောက်နိုင်ရန်အဓိကမျိုးသားရေးစိတ်ဓာတ်ကိုအခြေခံပြီးတော့ဆရာတို့ကလုပ်ရတဲ့အတွက်ကြောင့်မျိုးဘာသာသာနာလည်းဆရာတို့ကစောင့်ရှောက်တဲ့ပုံကိုယ်တွေလိုအပ်တဲ့နေရာနေပြီးတော့တောင်းတနေရာနေပြီးတော့လောက်ကိုင်းဆောင်ရွက်ပေးရတာဖြစ်ပါတယ်ဆရာပေါ့နော်နိုင်ငံတော်ကချင်းမြင့်နဲ့သုဓမ္မမဏိဇောဒကဘွဲ့မရခင်ချိန်တော့နောက်ထပ်ဘွဲ့တွေဘာတွေရခဲ့ပါသေးလဲအဲ့ဒါလေးတစ်ချက်လောက်ရှင်းပြပေးပါဆရာသုဓမ္မမဏိဇောဒဘွဲ့မရရှိခင်တော့နိုင်ငံတော်ကပေးရတဲ့ဘွဲ့တွေတော်တော်များများကဆရာတို့ပေးခဲ့တာစုပဲရှိတယ်
ပါလဲလို့ဆိုတော့ဂုံပြူလွာတွေတော့ရှိဒါတွေကတော့အတွင်းမှုနှစ်ကြီးဖြစ်တဲ့ဟိုဆိုစစ်စင်အထူးအဖွဲ့မှုဘိုလ်ချုပ်ကြီးတင်ဦးရဲ့ဂုံပြူလွာတွေရှိပါတယ်ပြီးတဲ့အခါကျတော့အိုင်ရောသမရအငြိမ်းသားဘိုလ်ချုပ်ကြီးသိန်းစိန်ဟိုဆိုဆေးကျိုးသဘောနဲ့ဟိုဆိုဂုံပြူလွာတွေပေးတာအကြီးအကဲတွေရဲ့ဂုံပြူလွာတွေတော်တော်များများရှိပါတယ်အရင်တော့ကြီးကဲဆက်တော့ကြီးကဲတွေစတင်ပြီးတော့ဆရာတို့ခြေထုစပြီးတီထောင်တဲ့ဘိုလ်ချုပ်ကြီးသူရကျော်တင်ကိုတော့ဆရာတို့ကိုလည်းဟိုဆိုဆောင်းတမန်လောက်ကိုဆောင်ရွက်ပေးရရှိပါတယ်အဲ့တော့ဒီနေ့ဒီချိန်ဒီဆရာတို့ရက်တီလာတဲ့တတန်းတစ်လျှောက်မှာအရင်တော့အကြီးကဲဆက်နဲ့ဆရာတို့ကပေါင်းဆက်ပြီးလောက်ကိုင်နေရတာဖြစ်ပါတယ်အခုလိုပဲမတန်တော်လဲစွမ်းရည်ဆိုပြီးတော့သောစွမ်းတွေအတွက်ကိုပရိုက်တာကိုခြေခံပြီးတော့မြို့သားရေးစိတ်ဓာတ်နဲ့ပေါင်းဆက်ပြီးလောက်ကိုင်ဆောင်ရွက်ခြင်းဖြစ်ပါတယ်ဆရာတို့ဒီ45နှစ်ပြည့်ပေါ့နော်နီလာရတုအထိမ့်မဲ့ပွဲမှာဘာတွေများလူတန်းဖို့အစီအစဉ်ရှိပါတယ်လဲရှင်ဆရာတို့ကပြည်နယ်နဲ့တိုင်းမှာရှိတဲ့ခြေထုလက်ထုသုံးဆွဲသူ1980ခုနှစ်နဲ့90ခုကြားမှာခြေထောက်ပြတ်ခဲ့တဲ့လူဦးရေ100ကိုစစ်မှုထမ်းဘုံမှာဆရာတို့တင်ပြလိုက်ပြီးတော့ဒါတွေတို့ကဆရာတို့ပြုနေတဲ့လူရင်းအားတွေစုဆောင်းပေးပါဆိုတော့စစ်မှုထမ်းဘုံကလည်းလူတွေစုပေးပါတယ်ဒီကြားထဲမှာဆရာတို့နဲ့ရင်းနှီးကြောင်းဝင်ပြီးတော့စစ်မှုထမ်းတွေပဲသို့တော်လည်းသူတို့ကလာပြီးတော့ဒီမှာခြေထုလက်ထုတက်ဆင်ရအတွက်လာရောက်ပြီးတော့အကြောင်းကြားတော့အကျုံးဝင်တဲ့လူတွေအားလုံးကိုအခု280ကျော်ဆရာတို့ခြေထုလက်ထုတက်ဆင်ပြီးတော့ပေးရပွဲလေးလုပ်ဖို့အတွက်ခန်းနာစွာလုပ်ပေးပြီးတော့သူတို့အတွက်လည်းထိုက်တဲ့လက်ဆောင်ပစ္စည်းတွေပေးမယ်ခြေထုလက်ထုတွေလုပ်ကိုင်ပေးမယ်ဆိုဆရာတို့စီစဉ်တာရှိပါတယ်ဟုတ်ကဲ့ဆရာပေါ့နော်ဒီခြေထုလက်ထုကိုဆရာစတင်ခဲ့ပြီးတော့ဒေါက်တာတန်းထွန်းဦးဘွဲကိုဘယ်မှာယူခဲ့ပါတယ်လဲရှင်ဆရာခြေထုလက်ထုကို1980ခုနှစ်ဂျာမနီနိုင်ငံဘွန်ယူနီဗာစီကနေပြီးတော့အဲ့ဒါယူလာခဲ့တာဖြစ်ပါတယ်ဆရာဘွဲရတဲ့ချိန်ကဘယ်နှစ်လောက်ရှိပါလဲဆရာဘွဲရတဲ့အတွက်ဆရာတို့ကအတတ်ပညာနဲ့ရတာအတန်းပညာနဲ့တော့မဟုတ်ပါဘူးအတတ်ပညာနဲ့ရတဲ့အတွက်ကြောင့်မလို့ဆရာတို့က1982ခုတည်းမှာစာတက္ကသိုလ်ရပါတယ်ဒေါက်တာတန်းထွန်းဦးဆိုတဲ့ဘွဲကဒေါက်တာဘွဲကအမေရိကန်မှာယူခဲ့တာပေါ့အမေရိကန်မှာပေါ့ကျွန်တော်ဂျာမနီမှာယူခဲ့တာဟုတ်ကဲ့ရှင်ဟုတ်ရဗီယက်နမ်ပြည်တဲ့စာတက္ကသိုလ်ဒီမှာပဲမြန်မာနိုင်ငံမှာ ICRC နဲ့မြန်မာနိုင်ငံတက်ချစ်နေခြင်းနဲ့တမတော်နဲ့ပေးတာတော့စာတက္ကသိုလ်လောဘနဲ့ပတ်သက်ပြီးတော့လောဘနိပညာနဲ့ပတ်သက်ပြီးတော့သတ်တမန်လို့ကောင်းဆုံးရှိကြတယ်ဒါတော့ကျွန်တော်ရဲ့ပထမဆုံးရရှိတဲ့အသက်အငယ်ဆုံးနဲ့ဒေါက်တာပဲရရှိတာဖြစ်ပါတယ်1982ခုနှစ်မှာစာတက္ကသိုလ်ရပါတယ်ကျွန်တော်က1980ကနေ81အနှစ်ကာလမှာလက်မှုပြင်နဲ့စက်မှုပြင်နဲ့တွားရောက်တင်ကြားတဲ့အချိန်မှာဘွန်ယူနီဗာစီကနေပြီးတော့ပေးထားတဲ့ပွဲတစ်စိတ်ဖြစ်ပါတယ်ဒေါက်တာပဲပေးထားတယ်ဖြစ်ပါတယ်ငါမှာပုဂ္ဂလိကဒီလိုလုပ်တဲ့ဟာမျိုးရှိခဲ့ပါလားဆရာတဦးရရှိပါတယ်ဗမာပြည်မှာ1980ပြည့်နှစ်ကနေယနေ့ချိန်ထိပုဂ္ဂလိကတူးရဲ့ပိုင်းဆိုလို့ရှိရင်တော့ကိုတူးရဲ့ပဲရှိခဲ့ပါတယ်အခုနောက်ပိုင်းမှာတော့ဆိုင်ခွဲလေးတွေအများကြီးပေါ်ပေါက်လာပါတယ်ဆိုင်ခွဲလေးတွေအများကြီးပေါ်ပေါက်လာတဲ့အခါကျတော့လူနာတွေအတွက်ရွေးချယ်ဖို့ကောင်းတဲ့အခွင့်အလမ်းတွေရတယ်ဒါပေမဲ့ရွေးချယ်ဖို့ကောင်းတဲ့အခွင့်အလမ်းတွေရရင်ပဲဆရာတို့ကတော့1980ကနေခုချိန်ထိစသတ္တမလောက်ကန်ခဲ့တဲ့အတွက်ဂျာမနီနိုင်ငံရဲ့ certificate ရထားတဲ့ဆရာတို့အနေနဲ့စသတ္တမလောက်ကန်ဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်ခုချိန်ထိဂျာမနီဒီပညာတိုင်းပဲလုပ်တယ်ကျေးဇူးပါဆရာဘာမှဖြည့်ဆွက်ပြီးပြောချင်တာလေးမျိုးဆိုပြောပါဦးဒီဆိုတဲ့ generation တွေကတော့ဆရာတို့အများကြီးမွေးထုတ်ပေးတာပါမျိုးဘာသာသာနာကိုလည်းစောင့်ရှောက်ပေးနိုင်တဲ့ပုံကိုယ်တွေဖြစ်တယ်လို့မျိုးသားရေးစိတ်ဓာတ်လည်းအခြေခံထားတဲ့ပုံကိုယ်တွေပဲပြီးတဲ့အခါကျတော့လူတွေ pride စိတ်ဓာတ်နဲ့ဒီမှုဝန်ထမ်းစိတ်ဓာတ်အပြည့်ရှိအောင်တော့လူသားချင်းချင်းနားလည်အောင်တော့ဆရာတို့စောင့်တတ်မှလုပ်ပေးတာရှိပါတယ်အဲ့တော့အခုလိုမျိုးလုပ်ကိုင်ဆောင်ရွက်ပေးနေတဲ့အချိန်မှာများစွာသောလူငယ်တွေကိုဆရာကထိန်းချုပ်ပြီးတော့ရင်းကြီးလိမ့်မှာသင်တန်းတွေပို့ချတဲ့ဆရာလုပ်ငန်းမှာလည်းဆရာတာဝန်ပေးလို့ရတဲ့ကလေးတွေအများကြီးမွေးထုတ်တာရှိတယ်။တစ်ချ
ချိန်ချိန်မှာနိုင်ငံတော်အတွက်လိုအပ်လို့ရှိရင်တော့တနေရာကနေပါဝင်30ကိုရှိဖို့အတွက်ရည်ထား ဟုတ်ကဲ့ဆရာခုလိုပြည့်စုံစုံသိရပြီဆရာရဲ့လုပ်ငန်းမှန်သမျှစောစောတမန်ဆောင်ရွက်တဲ့အပေါ်လူမှုထူးချွန်စုများမျိုးဘာသာတာသနာအတွက်ထူးချွန်စုများနဲ့အတူဆရာရဲ့နိုင်ငံတကာကပေးရတဲ့စုချင်းမြင့်ခြင်းပေါ်အများပဲဝမ်းသာဂုဏ်ယူပြီးအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်ไม่ได้นำร่างมาด้วยนะก็เข้าใจว่าน่าจะขอบคุณแล้วก็แสดงความยินดีกับทุกท่านนะคะก็น่าจะในเรื่องสันติสุขเหมือนกันนะคะ